What is visa? Visa ဆိုတာဘာလဲ Visa ဆိုတာမိမိသွားလိုတဲ့နိုင်ငံကိုဝင်ရောက်ဖို့ရအတွက်တရားဝင်ခွင့်ပြုတဲ့မှတ်တမ်းပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံထဲကိုမြန်မာနိုင်ငံသားတွေဝင်ရောက်ခွင့်ရနိုင်ဖို့အတွက်အသုံးပြုလို့ရတဲ့ Visa အမျိုးအစားတွေကတော့ Visa Free Entry လို့ခေါ်တဲ့အခမဲ့ဝင်ခွင့် Arrival Visa ပဲဖြစ်ပါတယ်။လေကြောင်းလိုင်းနဲ့တရားဝင်ဝင်ရောက်ရမှာဖြစ်ပြီး14ရက်နေခွင့်ရှိပါတယ်။အလုပ်လုပ်ခွင့်မရှိပါဘူး။နောက်တစ်မျိုးကတော့ Tourist Visa လို့ခေါ်တဲ့ခရီးသွား Visa ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ထိုင်းတန်ရုံမှာ Visa တောင်းခံရမှာဖြစ်ပြီးရက်ပေါင်း60နေထိုင်ခွင့်ရမှာဖြစ်ပါတယ်။ရက်60ပြည့်သွားရင်တော့နောက်ထပ်ရက်30ထပ်တိုးလို့ရနိုင်ပြီးစုစုပေါင်းရက်90နေထိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။သူလည်းအလုပ်လုပ်ခွင့်တော့မရှိပါဘူး။နောက်တစ်မျိုးကတော့ Non-Immigrant Visa လို့ခေါ်တဲ့ Visa အမျိုးမျိုးပဲဖြစ်ပါတယ်။ Non-Immigrant B Visa ကတော့အစိုးရနဲ့အဖွဲ့အစည်းကုမ္ပဏီနဲ့စီးပွားရေးလုပ်ငန်းတွေအတွက်အသုံးပြုနိုင်ပြီးအလုပ်လုပ်ခွင့် Work Permit လျှောက်ထားရမှာဖြစ်ပါတယ်။ Non-Immigrant ED Visa ကတော့ Education Visa ဖြစ်တဲ့အတွက်ကျောင်းတက္ကသိုလ်တွေမှာပညာသင်ကြားဖို့ရာအတွက်အသုံးပြုနိုင်ပြီးသက်ဆိုင်ရာပညာရေးအဖွဲ့အစည်းရဲ့လက်ခံစာလိုပါတယ်။ Non-Immigrant O Visa ကတော့ထိုင်းနိုင်ငံမှာနေထိုင်ခွင့် Visa ရရှိထားသူရဲ့မိသားစုဝင်များအတွက်ဖြစ်ပြီးတော့ထိုင်းလူမျိုးနဲ့လက်ထပ်ထားသူတွေသားသမီးတွေအသုံးပြုနိုင်တဲ့ Visa အမျိုးအစားပဲဖြစ်ပါတယ်။နောက်တစ်မျိုးကတော့ Border Pass ဖြစ်တဲ့နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ပါ။9ရက်လက်ပတ်ခွင့်ရှိပြီးသတ်မှတ်ထားတဲ့ကန့်သက်နယ်မြေအတွင်းသာသွားခွင့်ရှိမှာဖြစ်ပါတယ်။တာချီလိမဲဆိုင်နဲ့မြရီမဲဆောက်နယ်စပ်2နေရာရှိတဲ့အကြောင်းဝေမျှပေးလိုက်ပါတယ်။နောက်ထပ်ဗီဇာများအကြောင်းကိုလည်းပြောပြပေးအောင်မှာမို့ follow လုပ်ထားဖို့မမေ့ပါနဲ့နော်။ထိုင်းနိုင်ငံကိုမြန်မာနိုင်ငံသားတွေဝင်ရောက်ခွင့်ရနိုင်မှုအတွက်အသုံးပြုလို့ရတဲ့ဗီဇာအမျိုးအစားတွေတဲကနောက်ထပ် retirement visa လို့ခေါ်တဲ့သက်ကြီးဗီဇာလည်းရှိပါသေးတယ်။ Non-Immigrant O A Visa ကတော့အသက်50နှစ်အထက်မြန်မာနိုင်ငံသားတိုင်းလျှောက်ထားလို့ရနိုင်ပါတယ်။ Visa သက်တမ်းတစ်နှစ်ရရှိပြီးနှစ်စဉ်တိုးလို့ရမှာဖြစ်ပါတယ်။အလုပ်လုပ်ခွင့်မရှိဘဲကျန်းမာရေးနဲ့အပန်းဖြေအနားယူဖို့ရအတွက်ခွင့်ပြုထားတာဖြစ်ပါတယ်။နောက်ထပ် Non-Immigrant OX Visa ကတော့ Special Long Stay Visa ဖြစ်ပြီးတော့မြန်မာနိုင်ငံသားတွေအတွက်တော့မရနိုင်သေးပါဘူး။ဒီ Visa ကတော့အခြားနိုင်ငံကြီးက passport တွေကိုသာခွင့်ပြုထားသေးတာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးကိုဘူးတုတအနေနဲ့ဝေမျှပေးလိုက်ရပါတယ်ရှင်။နောက်ထပ်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ပါမယ်။ Bye bye